လာစာကတော့တစ်လောက်9သိန်းရမယ်ဒါပေမဲ့ရုံးကိုတရက်မလာရင်လာစာတွေက1000နှုတ်မယ်နော်အဖွာကြီး ဟုတ်ကဲ့ပါရှင်တခင်ကြီးကျမလာစာလာထုတ်တာပါ အဖွာကြီးခမရတစ်လလုံးအလုပ်မလာဘူးလေဗျာဘာလို့လာစာလာထုတ်တာလဲဗျာ တစ်လောက်9သိန်းတစ်ရက်ကို1000နှုတ်ရက်30ဆို3သိန်းနှုတ်ကျန်တဲ့2သိန်းလာထုတ်တာပါရှင် ဩဟုတ်ပြီရောအဖွာကြီး2သိန်းယူလိုက် ဟုတ်တည်းကျေးဇူးပါနောက်လက်ကုန်ကြပြန်ဆောင်ကြမယ်နော် လာစာကတော့တစ်လောက်9သိန်းရမယ်ဒါပေမဲ့ရုံးကိုတရက်မလာရင်လာစာတွေက1000နှုတ်မယ်နော်အဖွာကြီး ဟုတ်ကဲ့ပါရှင်တခင်ကြီးကျမလာစာလာထုတ်တာပါ အဖွာကြီးခမရတစ်လလုံးအလုပ်မလာဘူးလေဗျာဘာလို့လာစာလာထုတ်တာလဲဗျာ တစ်လောက်9သိန်းတစ်ရက်ကို1000နှုတ်ရက်30ဆို3သိန်းနှုတ်ကျန်တဲ့2သိန်းလာထုတ်တာပါရှင် ဩဟုတ်ပြီရောအဖွာကြီး2သိန်းယူလိုက် ဟုတ်တည်းကျေးဇူးပါနောက်လက်ကုန်ကြပြန်ဆောင်ကြမယ်နော်